အောင်မြင်မှုတိုင်းရဲ့နောက်ကွယ်မှာအကြောင်းအရာတစ်ခုခုအများတန်းရှိနေတတ်ပါတယ်။ယနေ့ခေတ်နာမည်ကြီး brand တွေရဲ့အောင်မြင်မှုနောက်ကွယ်မှာလည်း social listening ဆိုတဲ့အရာတစ်ခုရှိနေပါတယ်။ social listening ဆိုတာကဘာလဲ။တကယ်တော့ social listening ဆိုတာ social media ရဲ့ပုံမှာကိုယ့်ရဲ့ brand ကြောင့်ကိုယ့်ရဲ့ product ကြောင့်တို့ဘာတွေကိုကြိုက်လဲဘာတွေကိုမကြိုက်လဲဘယ်အရာတွေကိုပြင်ဆင်ခြင်းလဲကိုယ့်ရဲ့plan ဘက်တွေနဲ့ကိုယ့်ရဲ့လုပ်ငန်းတွေအကြောင်းကိုပြောဆိုနေတဲ့လူတွေရဲ့စကားကိုနားထောင်တာဖြစ်ပါတယ်။ social listening က community တစ်ခုရဲ့ sales marketing, customer service နဲ့ brand image တွေအတွက်အလွန်ရေးကြီးပါတယ်။ social listening ကြောင့်ပဲ customer တွေရဲ့အမြင်ကိုနားလည်လာတယ်။ကိုယ့်ပြိုင်ဘက် company တွေဘာလုပ်နေလဲဆိုတာသိလာတယ်။ကိုယ့်ရဲ့ brand ကိုအချိန်နဲ့တပြေးညီကာကွယ်လာနိုင်ပါတယ်။ Coca-Cola, Netflix, Nike, Starbucks, Spotify အဲ့လိုမျိုးဒီနေ့ခေတ်မှာနာမည်ကြီးနေတဲ့ brand တွေကလည်း social listening ကိုသုံးပြီးတော့အောင်မြင်တဲ့ marketing campaign တွေကိုရရှိခဲ့တာကိုလည်းတွေ့ရပါတယ်။ Coca-Cola ဆိုရင် social media ပေါ်မှာလူတွေဘယ်လိုရတာကိုကြိုက်နေလဲဘယ်လိုမျိုးစားတွေကိုစိတ်ဝင်စားနေလဲဆိုတာ customer sentiment analysis လုပ်ပြီးတော့ original ထက်ပိုကောင်းတဲ့အရသာတွေကိုထုတ်လုပ်ပါတယ်။ဒီလိုပဲ Netflix ကလည်း Twitter နဲ့ Reddit တွေမှာလူကြိုက်များတဲ့ဇာတ်လမ်းတွေအကြောင်းအရာတွေနဲ့ viewer feedback တွေကိုလေ့လာပြီး trending content တွေကိုဖန်တီးတယ်။ပြီးတော့ Nike company ဆိုရင်လည်း pandemic အတွင်းမှာလူတွေရဲ့ခံစားချက်ကို social listening ကနေဆင်တည်ပြီးတော့ You Can Stop Us ဆိုတဲ့ marketing campaign တစ်ခုကိုအောင်မြင်လုပ်နိုင်ခဲ့တယ်။ brand reputation management, customer insights, competitive analysis, product development တဲ့အကျိုးကျေးဇူးတွေကို brand တွေအနေနဲ့ social listening ကိုသုံးပြီးတော့ရရှိပါတယ်။ဒါဆိုရင်တော့ social listening ကသင် brand ရဲ့သုံးစွဲသူတွေအကြောင်းကိုကောင်းကောင်းနားလည်ဖို့အတွက်အကောင်းဆုံး tool တစ်ခုဖြစ်ပါတယ်။ဆိုတော့သင်ရဲ့ brand ကရောနားထောင်မှုအဆင်သင့်ဖြစ်ပြီလား။